ခင်ဗျားတို့ကျွန်တော်တို့တည်တဲ့ UFC က Dana White ကန်လာလားကျွန်တော်ဒီဗီဒီယိုလေးမှာရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျားတို့ကျွန်တော်တို့အပါဝင်ကဘာဘောက MMA fan တော်တော်များများက UFC ကို Dana White ကပိုင်ဆိုင်တယ်လို့ထင်နေကြတာပါဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်အနေနဲ့ UFC ကိုတကယ်ပိုင်ဆိုင်တဲ့သူတွေကဘယ်သူလဲဆိုတာရယ် Dana White ကဘယ်လိုလို့ MMA လောကမှာတကူဩဇာကြီးတဲ့သူတယောက်ဖြစ်လာတယ်ဆိုတာရယ်ဘာလို့ Dana White က UFC ကိုတကယ်ပိုင်ဆိုင်တဲ့ပိုင်ရှင်တွေထက်တောင်ဩဇာကြီးမားလာခဲ့တာလဲဆိုတာကိုကျွန်တော်ပြည်သက်တွေသိအောင်ဒီဗီဒီယိုလေးမှာရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးရဲ့အဆုံးသက်ကတင့်ကိုအားတင်သွားစေမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ရတဲ့မေတ္တာရက်ခံအပ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြအောင်Dana White ကတော့ UFC ကိုလုံးဝမပိုင်ဆိုင်ပါဘူးသူက UFC ရဲ့လုံဟန်ပိုင်းဆိုင်ရာကိုစီမံခန့်ခွဲရတဲ့ CEO တယောက်တာဖြစ်ပါတယ်ဒါဆိုရင် MMA ပရိသတ်တွေတော်တော်များများကဘာဖြစ်လို့ UFC ကို Dana White ကပိုင်ဆိုင်တယ်လို့ထင်နေရတာလဲဘာလို့လဲဆိုတော့ Dana White ကပွဲတွေကိုအဆုံးဖြတ်ပေးတာလေပြီးတော့ဘယ် fighter ကဘယ် fighter နဲ့ထိုးတက်ရမလဲဆိုတဲ့ပွဲတည်ပေးတာမျိုးတွေ fighter တွေရဲ့စာချုပ်တွေကိုအတည်ပြုပေးတာမျိုးတွေမီဒီယာတွေရှေ့မှာ UFC ကိုကိုစားပြုပြောဆိုတာတွေစတဲ့ပိုင်ရှင်လိုအပြုမှုတွေကြောင့်လူတော်တော်များများက Dana White ကို UFC ရဲ့ပိုင်ရှင်လို့ထင်နေကြတာပဲဖြစ်ပါတယ်ဒါပေမဲ့ဥပဒေနဲ့ငွေကြေးအရဆိုရင် Dana White က UFC ရဲ့ပိုင်ရှင်မဟုတ်ပါဘူးတကယ်တော့ UFC ကို TKO Holding Group လို့ခေါ်တဲ့ကုမ္ပဏီကြီးကပိုင်ဆိုင်တာပါ2023ခုနှစ်မှာ WWE နဲ့ UFC တို့ပူးပေါင်းမှုပြုလုပ်ခဲ့ကြပါတယ်အဲ့ဒီပေါင်းစည်းမှုကြောင့်ပဲ TKO Group Holding လို့ခေါ်တဲ့ကုမ္ပဏီကြီးစတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒီမှာ UFC ရဲ့ပိုင်ဆိုင်မှုဖွဲ့စည်းပုံကိုတစ်ချက်ရှင်းပြချင်ပါတယ် UFC ကိုတော့ TKO Group Holding လို့ခေါ်တဲ့ကုမ္ပဏီကပိုင်ဆိုင်ပြီးတော့ TKO Group Holding ကုမ္ပဏီကိုတော့ Endeavor Group ကထိန်းချုပ်ထားတာပါဆိုတော့ Dana White က TKO Group Holding ကုမ္ပဏီအတွက်အလုပ်လုပ်ပေးတဲ့ UFC ရဲ့ CEO တယောက်ပဲဖြစ်ပါတယ်ပရိသတ်တွေကိုနားလည်လွယ်အောင်ပြောရမယ်ဆိုရင် Dana White က TKO Group Holding ကုမ္ပဏီရဲ့ဝန်ထမ်းတယောက်ပဲဖြစ်ပါတယ်ဆိုတော့ Dana White က UFC မှာဘယ်လောက်ထိလုပ်ပိုင်ခွင့်ရှိတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြန်ပြောပြပေးပါမယ်စိတ်ဝင်စားစရာချက်ကတော့အခုမှစမှာပါDana White က UFC ကိုမပိုင်ဆိုင်ဘူးဆိုပေမဲ့ UFC ရဲ့ကိစ္စတော်တော်များများကိုထိန်းချုပ်ကင်တွယ်နေရတာပါဒီနေရာမှာကိစ္စတော်တော်များများဆိုတာကကလကာနောက်ွယ်ကကိစ္စတွေကိုပြောတာမျိုးမဟုတ်ဘဲနဲ့ခင်ဗျားတို့ကျွန်တော်တို့မြင်တွေ့နေရတဲ့ကိစ္စတွေကိုပဲပြောတာဖြစ်ပါတယ်Dana White ကဘယ် fighter တွေကပွဲထုတ်ခွင့်ရမယ်လို့ဆုံးဖြတ်တာမျိုး main event တွေနဲ့ co-main event တွေကိုရွေးချယ်ပေးတာမျိုးပွဲစဉ်တွေကိုစီမံတာမျိုး fighter တစ်တွေကိုခေါ်ယူတာမျိုးနဲ့ငွေကြေးအရညှိနှိုင်းတာမျိုးတွေပြီးတော့ UFC ကိုကိုစားပြုပြီးတော့မီဒီယာတွေရှေ့မှာသတင်းစာရှင်းလင်းပွဲပြုလုပ်တာမျိုးစတာမျိုးတွေကိုသူကိုယ်တိုင်ပဲလှုပ်ဆောင်ပြီးတော့ထိန်းချုပ်ထားတာဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်မှုတွေကြောင့် fighter တွေတော်တော်များများက Dana White နဲ့ UFC ကိုခွဲထုတ်လို့မရဘဲနဲ့ UFC ကလည်း Dana White ပဲ Dana White ကလည်း UFC ပဲလို့အမြဲတမ်းပြောဆိုလေးရှိကြတာပဲဖြစ်ပါတယ်ဆိုလိုချင်တာက Dana White နဲ့ UFC ဆိုတာကခွဲထုတ်လို့မရဘဲနဲ့အမြဲတမ်းတွင်တွဲနေတာမျိုးကိုဆိုလိုတာဖြစ်ပါတယ် UFC ကို Dana White ကမပိုင်ဆိုင်ဘူးဆိုပေမဲ့ UFC ရဲ့အဓိကကျတဲ့စနစ်ကြီးတစ်ခုလုံးကို Dana White ကလဲပတ်နေရတာပဲဖြစ်ပါတယ်ဒီမှာစီးပွားရေးလောကရဲ့အရေးကြီးတဲ့နေရာမှာတစ်ခုကိုကျွန်တော်ပြောပြချင်ပါတယ်စီးပွားရေးလောကမှာကုမ္ပဏီဒါမှမဟုတ်လုပ်ငန်းကြီးတစ်ခုခုကိုအောင်မြင်တိုးတက်အောင်လှုပ်ဆောင်နိုင်ခြင်းကကုမ္ပဏီကိုတကယ်ပိုင်ဆိုင်တဲ့ပိုင်ရှင်တွေပိုင်ဆိုင်မှုတွေဆိုတာထက်ကိုပိုပြီးတော့အရေးကြီးတာပဲဖြစ်ပါတယ်ဆိုတော့ Dana White က UFC ကိုတကယ်ပဲပိုင်ဆိုင်ခဲ့ဘူးတာလားဒီမေးခွန်းကိုဖြေရမယ်ဆိုရင် Dana White က UFC ကိုဘယ်တော့အခါမှမပိုင်ဆိုင်ခဲ့ပါဘူး UFC ကို Lorenzo Fertitta နဲ့ Frank Fertitta ဆိုတဲ့ညီကိုနှစ်ယောက်က2001ခုနှစ်မှာအမေရိကန်ဒေါ်လာ2တန်းနဲ့ဝယ်ယူခဲ့တာပဲဖြစ်ပါတယ်ဒီဝယ်ယူမှုကိုဖြစ်လာအောင်တော့ Dana White ကပဲချိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်ဝယ်ယူပြီးတိတ်မကြခင်မှာပဲ Dana White ကတော့ UFC ရဲ့ President ဖြစ်လာခဲ့ပါတယ်အချိန်ကြာလာတာနဲ့အမျှ Dana White ကလာစာတွေ bonus တွေနဲ့အစုရှယ်ယာအနည်းငယ်ရရှိခဲ့တယ်ဆိုပေမဲ့ UFC ကိုတကယ်ပိုင်ဆိုင်ခဲ့တဲ့သူတွေကတော့ Fred Nico ပဲဖြစ်ပါတယ်အဲ့ဒီလိုနဲ့အချိန်ကြာလာပြီးတော့2016ခုနှစ်မှာ UFC ကိုအမေရိကန်ဒေါ်လာ4ဘီလီယံနဲ့ Endeavor Group ကိုရောင်းချခဲ့တာပဲဖြစ်ပါတယ်အဲ့လိုရောင်းချခဲ့တယ်ဆိုပေမဲ့ Dana White ကတော့ UFC ရဲ့ President နေရာမှာဆက်ရှိနေခဲ့ပါတယ်ပိုင်ရှင်တွေကပြောင်းလဲသွားခဲ့တယ်ဆိုပေမဲ့ UFC ရဲ့ဘော Dana White ရဲ့ဩဇာတက်ရောက်မှုကမပြောင်းလဲခဲ့ပါဘူးဆိုတော့ဘာကြောင့်ဒီနေ့ထိ Dana White က UFC ရဲ့မျက်နှာဖုံးဖြစ်နေရတာလဲအဓိကကတော့ UFC အတွက်ငွေကြေးအမြောက်အများကိုရှာဖွေပေးနိုင်လို့ပဲဖြစ်ပါတယ်Dana White ကြောင့်ပဲ UFC ကဒီနေ့ဒီချိန်ထိရပ်တည်နေနိုင်တာပါပြီးတော့ပေးပါပြူရောင်းအားတွေကနေလည်းငွေကြေးအမြောက်အများရရှိအောင်လှုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်ပြီးတော့ UFC ကိုကမ္ဘာအနှံ့မှာဖြန့်ကျက်မှုတွေလှုပ်ဆောင်ပေးခဲ့ပါတယ်အခုထိလည်းဆက်လက်လှုပ်ဆောင်နေသေးပါတယ်ဆိုတော့စီးပွားရေးအနေနဲ့ကြည့်မယ်ဆိုရင် UFC ဘက်ကနေပြီးတော့လည်းသူတို့ကိုငွေကြေးအမြောက်အများရှာဖွေပေးနေတဲ့သူကိုပြောင်းလိုက်ဖို့ဆိုလုံးဝမဖြစ်နိုင်ပါဘူးကျွန်တော်ကိုယ်တိုင်ဆိုရင်လည်းကျွန်တော်ကိုဒီလိုငွေကြေးအမြောက်များစွာရှာဖွေပေးနေတဲ့သူတယောက်ကိုလုံးဝလည်းပြောင်းလဲမှာမဟုတ်ပါဘူးဒီအချက်တွေကြောင့်ပဲ Dana White က UFC ကိုမပိုင်ဆိုင်ဘဲနဲ့တော့ MMA လောကဒီ fighting လောကမှာတကယ်ပဲအောင်မြင်ကြီးမားတဲ့ဩဇာတွေဂုဏ်ပုတ်တွေနဲ့ရပ်တည်နေနိုင်တာပဲဖြစ်ပါတယ်အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင် UFC ကို Dana White ကလုံးဝမပိုင်ဆိုင်ပါဘူး Dana White က UFC ရဲ့ဝန်ထမ်းတစ်ယောက်ပဲဖြစ်ပါတယ်ဆိုတော့ Dana White က MMA လောကမှာဩဇာအာဏာအရှိဆုံးဝန်ထမ်းတစ်ယောက်ပဲဖြစ်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲပရိသတ်တို့အနေနဲ့လည်းကျွန်တော်ဗီဒီယိုကိုကြိုက်တယ်ဆိုရင် like လုပ်လေးနေတော့ပြီးဝင်အတွက်တောင်းဆိုပါတယ်အဆုံးထိကြည့်ပေးတော့အတွက်အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်